ဆိုရင်ဘဝမှာရရာစားတွေပြေဒုက္ခတွေတိုင်းမှာစုံမနေတာချစ်လေဝေဒနာပြတ်သားတွေဝင်မွေမဲ့ဟေးနေခွာခြင်းလေးမှာဒီစံသာရှိစေဘာကြောင့်မှမဝေးလို့ဘယ်တော့မှမလွတ်လို့ဘယ်သူဖြစ်ဖြစ်ပေါ်ချစ်တွေမပြေစီဖို့ကျင်နာစားတွေတွေ့ရင်အချစ်နဲ့ပြင်ဆင်မဲ့ခွဲချီနေတွေတိုင်းဝင်မရောက်သူဒုနာလေ